နေမနေရတာအရန်ကြီးတော့မပြောပေမဲ့စိတ်ချမ်းသာပါတယ်မနက်မိုးလေးအရာတော့နဲ့အခုလိုမြင်ကွင်းလေးတွေမြင်နေရတာနဲ့မပြောတာအကိစ္စပါအမမီးမွေးလို့မရအောင်ဒါပေမဲ့နောက်ပြီးဆုံးမှာတော့မီးရတော့ပြသွားပါပြီဒါကတော့ကျမတို့ channel ကတစ်ပင်လေးတွေပါငါပြောပင်လေးတွေပါဒါကတော့ဟိုနှကောင်ပေါ့နေဘူးစားလုံးနေရမနဲ့စောစောစီးစီးသူတို့နှကောင်ကအမလေး channel ကငါပြောပင်တွေအကုန်လုံးကအမေးဆိုင်တာကျမတို့ဆိုင်ရတာပင်တပင်မှမပါပါဘူးအိမ်ကအမေကလေထမင်းဆိုရင်မာမထမင်းကိုပြော့သွားပြီဆိုရင်သူကအရန်စိတ်ဆိုးပါတယ်အဲ့တော့ကျမထမင်းကိုတေချာဂယူးဆိုင်နေရပါနမို့ဆိုလို့ထမင်းပြတ်သွားရင်တော့ဒုတ်ကြီးကြီးနဲ့ရိုက်ခင်ရမှာပါတကယ်တော့ရန်ကုန်မှာနေရတာနဲ့နေမှာနေရတာနဲ့ဆိုရင်နေမှာနေရတာပို့ပြီးသဘောကျပါတယ်ဒါပေမဲ့နေမှာဘာလို့မပြောတာလဲဆိုတော့ရန်ကုန်လူမျိုးကိုစားကျင်တာစားလို့မရပါဘူးကိုပတ်စံဘလောက်ပဲရှိရှိဘလောက်ပဲရှိအစင်စားကျင်တာစားလို့မရပါဘူးခုချက်ချင်းဝယ်စားလို့မရပါဘူးနေမှာအဲ့ဒီတစ်ခုတော့ရှိပါတယ်ရွာထဲမှာရှိတဲ့မိုးဆိုင်ကြီးကလည်းမုတ်ကမစုံပါဘူးကိုစားကျင်တဲ့မုတ်ကမရှိတာအများတယ်သူတို့ဆိုင်မှာဟင်းချက်ဆရာဆိုရင်လည်းအရန်ရှားပါတယ်ဒါပေမဲ့တစ်ခါတလေကြာရင်တော့ငါးတို့ဘာတို့တော့ပေါ်ပါတယ်ဟင်းဒီရဆိုရင်တော့လေကိုချန်ထဲမှာစိုက်ထားမှာမစိုက်ထားဘူးဆိုရင်တော့ဘာမှမရှိပါဘူးကိုချန်ထဲကစိုက်ထားမှာစားမှာမစိုက်ဘူးဆိုရင်တော့ဘာမှမစားပါဘူးဟင်းဒီရကတော့ဒီကနေ့ကတော့ကျမတို့တာမီနေအောင်လေတွေကခူးလာတဲ့ကစွန်ရက်တွေကိုချင်းချန်ပါပါကစွန်ရက်ချင်းကိုဟိုရက်ကမိမိကငါတလောင်းနဲ့ထားတာရှိပါတယ်အဲ့ဒါနဲ့ဆက်ချက်မှာပါနောက်ပိတ်ဆုံးမှာတော့ငါတလောင်းအနက်မွေးမွေးလေးနဲ့အရောင်မှာစားလို့ကောင်းတဲ့ကစွန်ရက်ချင်းလေးရပါပြီရှင်အမေအဲ့နာဖယ်လေအဲ့နာ